ဒီချက်အရှိရပတ်1ဗီဒီယိုမှာကြတော့keyman နဲ့ key message တွေကိုဘယ်လိုသုံးရလဲ Unicode စနစ် OneNote မှာ Unicode စနစ်ဘယ်လို run လဲဆိုတာလေးကိုအနိုင်ငယ်လေးပြထားရပေါ့နော်အဲ့တော့ဒီလေးသိချင်တယ်ဆိုလို့ရှိရင်ဒီ video လေးမှာပြပေးမယ်ပေါ့နော်အဲ့တော့ဒီချက်ဆက်မှာတော့ငကိုရှိရပြောခဲ့သလိုပဲ keyman ပဲရှိရယ် key message မရှိဘူးပေါ့နော်အဲ့တော့ဒီချက်ကအခုဒီ video မှာဆိုလို့ရှိရင် setup file ကို run ပြမယ်ပေါ့နော် run ပြမယ်ဒါပေမဲ့ keyman တော့မဟုတ်ဘူးဒီချက်မှာမရှိသေးတဲ့ key magic application ကို run ပြမယ်ပေါ့နော်အဲ့တော့ key magic ကို run မယ်ဆိုရင်ဒီလို setup file လေးရှိဖို့လိုတယ်ပြီးရင်သူ့ရဲ့အပေါ်မှာ right click ပြီးတော့ရင် run as administrator လို့ပေးလိုက်ပါပေါ်လာတယ်ပေါ့နော်ပေါ်လာရင် yes or no ဆိုရင် yes ပေါ့ပြီးရင်ဒီလိုလေးပြရတယ်ဆိုလို့ရှိရင် share တော့ဒီနေရာမှာ I access the agreement ဆိုရင် license လက်ခံခိုင်းတယ်ဆိုလို့ရှိရင်ဒီ share တော့ I access the agreement ဆိုရင်ပေးလိုက်တယ် next လို့ပေးလိုက်တယ်ဒါဆိုလို့ရှိရင်ဒီ software နာမည်က key magic ပါ program run မှာလားဆိုရင် yes run မှာဖြစ်တဲ့အတွက် next လို့ဆက်သွားတယ်ပြီးရင် create desktop shortcut တဲ့ဒီလို shortcut လေးအနေနဲ့ပေါ့ဒါမျိုး shortcut လေးအနေနဲ့ထားမှာလားလို့မေးတယ်သူကအဲ့ဒါဆိုရင် share တော့ဒီလို shortcut လေးထုတ်ချင်တာဖြစ်တဲ့အတွက်အမှန်တလေးဖြည့်ခဲ့မယ်ပြီးရင် next လို့ဆက်သွားဒီ software လေးကို run ပြီးသွားပြီဆိုလို့ရှိရင်ဘယ်လိုပြလဲဆိုလို့ရှိရင်ဒါမျိုးလေးပေါ့နော် software လေး run တာအောင်မြင်သွားပြီဆိုရင်ဒီလိုလေးပေါ်လာတယ်နော် yes or no တွေရွေးပြီး next နဲ့သွားပြီးဆိုလို့ရှိရင်နောက်ဆုံး final result မှာ finish ဆိုပြီးပေါ်လာရင် finish ပြီးနှိပ်လိုက်ရင် finish လေးနှိပ်လိုက်တာနဲ့ဒီလိုလေးပေါ်လာတယ်ဒါဆိုလို့ရှိရင်ဒါ key magic run သွားပြီပေါ့နော်အဲ့တော့ဒီပေါက်လေးကိုပိတ်လိုက်မယ် key magic application ကတော့ဒီမှာပါနော်အဲ့တော့ဒါလေးပါဒီလိုမျိုးလေးပါအဲ့တော့ဆိုတော့ကိုကသုံးမယ်ဆိုလို့ရှိရင် control 8နဲ့ပြောင်းသုံးလို့ရပါတယ်ဒါမြန်မာအင်္ဂလိပ်ကိုပေါ့နော်မြန်မာအင်္ဂလိပ်ကိုတွဲရိုက်မယ်ဆိုလို့ရှိရင် keyboard ကနေ control 8နဲ့ key magic ကိုတွဲရိုက်ပြီးမြန်မာအင်္ဂလိပ်တောင်ပြောင်းသုံးလို့ရတယ် Unicode စနစ်သုံးတဲ့ application ကနှစ်ခုရှိပါတယ်ဘာလဲဆို keyman နဲ့ key magic ဆိုပြီးနှစ်မျိုးရှိပါတယ်ကြိုက်တဲ့ setup file ကိုထည့် run ပြီးတော့ကြိုက်တဲ့ application software ကိုတင်သုံးလို့ရပါတယ်ရှင်အဲ့တော့ဒီမှာ key magic လေးရသွားပြီဆိုလို့ရှိရင်ဒါစပြီးတော့ Unicode စနစ်ကို run သွားပြီဖြစ်တဲ့အတွက်သုံးလို့ရပါတယ်ဒါ key magic software ထည့်ရလေးပြပြပါတော့ keyman ထည့်မယ်ဆိုတော့အတူတူပါပဲ right click run as administrator ဆိုပြီးတော့ application လေးကို run ပေးလိုက်ရင်ရပါပြီရှင်ကျေးဇူးတင်ပါတယ်